ဒီကောင်လေးကကျွန်တော်တို့ V4 ကိုကျွန်တော် drawing class တက်ပြီးတော့ upgrade မြင်လာတာပေါ့နော်ဒီ drawing class တည်းရဲ့ကျွန်တော်ဒီအားသာချက်အားနည်းချက်ကိုကျွန်တော်အခုတစ်ချက်ရှင်းပြမယ်ပြီးတော့ drawing class တက်ထားတဲ့ပင်ရဲ့ work class လို့သွားစီးလို့မရဘူးပေါ့နော်သူဒီမှာစီးပုံစီးနေရှိတယ်စောင်းရန်ရှောင်းရန်လေးရှိတယ်ပေါ့နော်ကဲစလိုက်အောင်အရင်ဆုံး drawing class ရဲ့အားသာချက်ကအကိုတို့အကုန်လုံးသိတဲ့အတိုင်း power ပိုးထွက်တယ်ဘင်းချင်းတူတူ connection တူတူတောင်ကျွန်တော်တို့ဒီ drawing class တက်ထားတဲ့ work class တက်ထားတဲ့ပင်ကိုရှင်မောင်းကြီး power ဒီကောင်ပိုကျန်းတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ခုနပြောလို့ပေါ့ engine ရဲ့ပျက်စီးဆုံးရှုံးမှုကိုတော်တော်လေးကိုတီးတတာထိမ့်သိမ့်ပေးနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် engine တော်တော်လုံးဖြက်စီးတာကလပ်ပြားဖြက်စီးတာဗျာ engine တော်လုံးဖြက်စီးတဲ့ကောင် engine ထဲမှာကိုရှိတာအဲ့ဒါကိုလူတွေကကျွန်တော်ဒီ owner တွေကမသိတဲ့ခါကျရင် engine တွေပျက်စီးကုန်တာပေါ့နော်အဲ့ကောင်တွေကိုပုံမှန်ကလပ်ပြားအရေးကြီးတဲ့စိတ်မှန်ပါတယ်အဲ့ကောင်ကြီးကျွန်တော်တို့အပြင်ဘက်မှာထုတ်ထားတော့လုံးဝ engine ထဲမှာengine ဝိုင်းထဲမှာဒီကလပ်ပြားနောက်ဆုံးများချော်လို့အမုံတွေအမွားတွေ engine ထဲကိုရောက်เสียအကန့်မရှိတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီ engine ပျက်စီးမှုကလုံးဝတက်တာဝါပြီပေါ့နော်နောက်တစ်ခုကကျွန်တော်ခုနပြောလို့ပြုပြင်လာလဲအရန်လွယ်ကူတာမကာပါလေးတစ်ခုရှိရပဲနှစ်လေးငါးလုံးဖြုတ်ပြီးတော့ကလပြားလဲလိုက်ရုံပဲမောကျွန်တော်ဝက်ကလက်ဆိုရင်အများကြီးဖြုတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်နောက်တစ်ခုကကျတော့ဒီကောင်တွေက stopping power တွေကျွန်တော်ဒီ throttle response တွေအရန်ကောင်းတာပေါ့နော် drawing club ပိန်တွေကအဲ့လိုမျိုးတွေရှိရစီးရတဲ့ performance နဲ့လုံးဝမိုက်တယ်ဒါပေမဲ့ဒီကောင်အားနည်းချက်ရှိတယ်အားနည်းချက်တွေကဘာတွေလဲတော့ခုနပြောလို့ပေါ့နော် work club တွေသွားစီးလို့မရအောင်နံပါတ်1 drawing club တက်ထားတဲ့ဘိန်းကို work club လို့ကလခဏဆွဲပြီးစီးရင်အဆင်မပြေဘူးပေါ့နော်ကျွန်တော်ဒီ quick shot တာပါတဲ့ဘိန်းတွေဆိုရင်ကျွန်တော်ဒီ quick shot ဆိုတာလည်းပြကျွန်တော်တို့ဒီဆိုင်ကယ်စားဆွဲတဲ့အချိန်တစ်ချက်ပဲပြီးတော့ဆိုင်ကယ်အချိန်ချော့ပြီးလုံးဝရက်တော့မယ့်အချိန်ချက်ပဲကျွန်တော်ကလကိုဆွဲကျန်တာ quick shot down shot up shot နေသွားတာပေါ့နော်ပြောချင်တာက drawing club တက်ထားရင်ကလခဏမလိုအပ်ဘဲနဲ့ကလကိုမဆွဲနဲ့ဗျာဘာလို့လဲဆိုတော့ကလဆွဲတဲ့ခါကျရင်ခုနပြောလို့အဲ့တဲ့ဖုန်းတွေတဲတွေဝင်ပြီးတော့အဲ့ freshen ဖြစ်ပြီးတော့ကလပြားစားတာမြင်တယ်ပေါ့နော်အဲ့ဒါလေးတစ်ခုရှိရပြီးတော့မိုးရီထဲမှာလုံးဝစီးလို့မရဘူးပေါ့နော်မိုးရီထဲမှာလုံးဝစီးလို့မရတာမဟုတ်ဘူးအကြီးကအဲ့တဲ့ပြောချင်တာကဖြေးတွေပိုင်းဝင်ဝိုင်းလစ်တာမြင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ခုနပြောလို့စူညံတာပေါ့နော်ဒီကောင်ဒါတက်ထားတဲ့ပင်ကြီးပုံမှန်ပင်ကြီးနဲ့ဂရုကြောင်းနေဖြစ်တာပေါ့ဒါပေမဲ့အဲ့လိုအတန်မျိုးလိုပဲကျွန်တော်တို့ကကိုက်နေကြရပါတော့နောက်ပိုင်းတော့ဒါစူညံတန်လို့တော့မခေါ်ကြတော့ဘူးเนาะဒီကောင်ကျွန်တော်တို့ကလုံးဝကျွန်တော်တို့ဒီကြိုက်နဲ့တက်တဲ့အတန်မျိုးတော့ကျွန်တော်တတ်မှတ်ထားကြတာပေါ့နော်နောက်တစ်ခုကကြတော့ခုနပြောလို့ပေါ့နော်အပြင်မှာထားတာဖြစ်တဲ့အတွက်ဗျာခုနပြောသဲတွေရေးဘုံတွေကအခက်မသိဝင်မှာပဲအဲ့ဒီတော့ကိုကျွန်တော်ဒီအပျက်စီးလွယ်တယ်ပေါ့နော်မစီးတဲ့ရင်အပျက်စီးလွယ်တယ်အဲ့ဒါကို view site ရှိမယ်ဆိုရင်ရေးခံတယ်ပေါ့နော်သူ့နဲ့သူတော့ကောင်းကျိုးရှိလို့ဆိုးကျိုးလည်းရှိပါတယ်ပေါ့နော်အဲ့ဒီတော့ကို drawing class ထားတဲ့ဘိန်းတွေကို view site စီးကြပါကျွန်တော် work class လူကလကိုဆွဲလိုက်လွတ်လိုက်အများနဲ့မလုံနဲ့ကိုချက်ပါရင်ကိုချက်ကိုများများသုံးပြီပေါ့နော် performance တော့ပူချမ်းပါတယ်ကျွန်တော်တော့ပူကြိုက်ပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်